Okay, ဒီနေ့တော့ကျွန်တော်ဒီမှာပဲဟင်းလေးနဲ့ထမင်းစားကြမယ်နော်။ပဲဟင်းကိုဒါစုပ်ပုတ်ကြီးလေးခတ်ထားတာပေါ့နော်။အဲဒါသူနဲ့ live ဖက်ဆုံးသွားတော့ဒီမှာနံပါတ်ချင်းတုပ်တာငါ6ခုပေါ့နော်။အဲဒီဒီမှာရုပ်ပြီးတောင်းလေးအောင်။ Okay ဒီနေ့ကတော့ share ပဲဗျာ။ Okay ဆိုတော့ကျွန်တော်စားရမယ်နော်။ပဲဟင်းလေးက share ပဲ။စုပ်ပုတ်ကြီးလေးခတ်ထားဆိုအားလုံးမစားသေးတဲ့လူစားကြပါအောင်နော်ကျွေးပါမယ်ကဲကျွန်တော်ဆွဲပြီဗျာငါချပုတ်လေးနဲ့ရှေ့ဘက်ငါချပုတ်ကိုစီးလိုက်တာဒါမျိုးပဲနဲ့ငါချပုတ်နဲ့ကတော့လိုက်တယ်နော်နံပါတ်ချင်းတောင်းလေးနဲ့ဒီနေ့တော့ထမင်းမိန်ပြီရုပ်ပြီးတောင်းလေးဒီဟင်းအတွက်ဆက်ကလေတကယ်လှုပ်ရှားကြည့်လိုက်တကယ်လိုက်တယ်ဘို့မပြောရှယ်ပဲ여기 정리하겠어요.